ဘင်ဖြူရတဲ့ခါပြန်နေဖို့ဘယ်လိုကီလူပညာမတန်းနိုင်စွမ်းသာလောကဓမ္မတာဝိဖေရဲ့မြတ်ကျေးဇူးတွေဝိမေရဲ့မြတ်ကျေးဇူးတွေစလုံးမကုန်စပင်ဖြူရတဲ့ခါပြန်နေဖို့ဘယ်လိုကီလူပညာမတန်းနိုင်စွမ်းသာလောကဓမ္မတာဝိဖေရဲ့မြတ်ကျေးဇူးတွေဝိမေရဲ့မြတ်ကျေးဇူးတွေစလုံးမကုန်ပြေဆုံးတော့ထားနိုင်မို့ရာတာကြိုးစားမှာအမေရွာကိုနောက်ဆုံးမသွားခင်တရားရွှေရအောင်ငြိမ်းချမ်းမှုရသွားစေပြေဆုံးသွားထားနိုင်မို့ရာတာကြိုးစားမှာအဖေရွာကိုနောက်ဆုံးမသွားခင်တရားရွှေရအောင်ငြိမ်းချမ်းမှုရသွားစေတွေ့တဲ့မြေတာငါခဲသူတယောက်မှရှာတဲ့လုံးစားနာလိုက်အောင်မဲ့မိဘနှစ်ပါးတွေ့ရင်တော့ရှိသမျှအားလည်းလုံးတွေ့မယ်ယေဆိုရာဆုံးစင်မြေယေဆိုရာဆိုင်ယုံမရှိတဲ့ပြောပေမဲ့လေဘယ်လိုကီလူပညာမတန်းနိုင်စွမ်းသာလောကဓမ္မတာဝိဖေရဲ့မြတ်ကျေးဇူးတွေဝိမေရဲ့မြတ်ကျေးဇူးတွေစလုံးမကုန်